ဒီနေ့တော့စကတ်ဝဲတဲကတူးတွေအကြောင်းကျွန်တော်ပြောပြမှာပါဒီတူးတွေဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်တူတူနဲ့လူရင်းလေးပဲပေါ့နော်နောက်ပိုင်းဒါမှဒီတူးတွေကိုအသုံးပြုပြီးတော့ project ဘယ်လို software မျိုးရေးလို့ရတယ်ဆိုတာကိုကျွန်တော်ပြောပြပေးမှာပေါ့နော်အခုတော့ဒီတူးတွေကဘယ်လိုလုပ်တယ်ဆိုတာကိုကျွန်တော်တစ်ခုချင်းတူတူနဲ့လူရင်းရှင်းပြပေးသွားမယ်ပေါ့နော်ပထမဆုံးဒီ layout တွေကဒီ linear h နဲ့ linear v အကြောင်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ linear h တခုကျွန်တော်တို့ထည့်လိုက်မယ်နော်ကျွန်တော်တို့ထည့်လိုက်မယ်ပြီးဒီ linear h ကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ဒီမှာစာပြီးကျွန်တော်တို့ထည့်လိုက်မယ်နောက်ပြီးတော့ကျွန်တော်တို့image view ဆိုတာလေးကျွန်တော်တို့ထည့်လိုက်မယ်ကျွန်တော်တို့ bottom လေးဆိုတာလေးကိုထည့်လိုက်မယ်edit ဆိုတာလေးကိုထည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ထည့်လိုက်တဲ့အခါမှာအခုလိုပဲကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ထည့်လိုက်တဲ့ဗာလဲအရာတွေကတော့စာတွေပုံတွေပါတယ်နော်ခလုတ်တွေကြတော့ကျွန်တော်တို့ဒီမှာနော်အလျာလိုက်ပေါ့နော်အလျာလိုက်သွားတယ်ပေါ့နော်ဘေးတိုက်ပေါ့နော်ဟိုဘေးတိုက်သွားတယ်ကျွန်တော်တို့ထည့်လိုက်တဲ့အရာတွေကဘေးတိုက်သွားတယ်ပေါ့နော်သူက linear h ကအဲ့လိုမျိုးအလုပ်လုပ်ပါတယ်ပေါ့နော်ကျွန်တော်တို့ထည့်သမျှအရာမှန်သမျှဘေးတိုက်သွားတယ်โอเคဒီလိုပဲအလွယ်လေးမှတ်လိုက်ပေါ့နော်โอเคနောက်တစ်ခုကျတော့ကျွန်တော်တို့ linear h linear v ဆိုလဲကျွန်တော်တို့နည်းနည်းလေးကွဲတာပေါ့နော်အသုံးပြုဖို့ကဒီလိုကျွန်တော်တို့စာရီကျွန်တော်တို့ထည့်လိုက်မယ်နောက်ပြီးတော့ edit ဆိုတာလေးကျွန်တော်ထည့်လိုက်မယ်ဟောရကျွန်တော်ထည့်ကြည့်တာထည့်လိုက်တော့ဒီမှာ bottom လေးဆိုတာကျွန်တော်ထည့်လိုက်မယ်ပြီးပုံလေးဆိုတာကျွန်တော်ထည့်လိုက်မယ်ထည့်တော့ကျွန်တော်တို့ထည့်လိုက်မယ်ဒီမှာကျွန်တော်တို့ကြည့်လိုက်ပါကြည့်လိုက်ပါဆိုတော့ဒီမှာဒီ linear h ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ထည့်လိုက်တဲ့မြအရာတွေကျွန်တော်တို့เนาะဒီမှာအပေါ်အောက်သွားတယ်ပေါ့နော်ကျွန်တော်တို့ထည့်လိုက်တဲ့အရာတွေကအောက်ဘက်ကိုပဲသွားတယ်ပေါ့နော် linear ဒီ linear h ကြတော့ဒီ linear h ကြတော့ကျွန်တော်တို့ထည့်လိုက်တဲ့အရာကတော့ဘေးတိုက်သွားတယ်ပေါ့နော်ဒီ linear v ကြတော့ကျွန်တော်တို့ထည့်လိုက်တဲ့အရာတွေကိုအပေါ်အောက်သွားတယ်ပေါ့နော်အဲ့ဒီလောက်လေးမှတ်ထားလိုက်ရပြီပေါ့နော်သူတို့ရဲ့အလုပ်လုပ်ပါအဲ့ဒီလိုပေါ့နော်โอเคသူတို့ကြတော့အကန့်အသတ်ရှိတာပေါ့နော်ကျွန်တော်တို့ထည့်လိုက်တဲ့အရာတွေကျွန်တော်တို့စာတွေဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့စာတွေစီသူကအကန့်အသတ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုကန့်အသတ်ရှိလဲဆိုတာကျွန်တော်ပြပေးမယ်โอเคဥပမာပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့စာလေးကျွန်တော်တို့စာအုပ်ကျွန်တော်တို့ရေးမယ်ဆိုတော့ပေါ့ကျွန်တော်ဒီမှာစာတွေထည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာစာတွေထည့်မယ်ဆိုတော့ဒီမှာစာလေးကျွန်တော်တို့ထည့်မယ်ပေါ့နော် sorry စာတွေကျွန်တော်တို့ထည့်လိုက်မယ်ထည့်လိုက်စာပဲထိရမလို့ဆိုတော့အစုံက get message ပေါ့နော်အစုံကဒီ get message ထိပေါ့နော်ကျွန်တော်တို့ပေါ်ရမှာဖြစ်ပါတယ်ပေါ့နော်โอเคလောက်မစာအရှိပေါ့နော်ကျွန်တော်တို့ဥပမာကျွန်တော်တို့ story စာအုပ်ရေးတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးစာရှည်ရေးရှိမယ်သူကဘယ်ထိပေါ်ရမလဲဆိုရင်ကျွန်တော်တို့နောက်ဆုံးဒီ get message ထိပေါ်မှာပေါ့ကျွန်တော်တို့ဆက်လိုက်မယ်ဆက်လိုက်ဒီမှာမပေါ်ဘူးလား get message ထိမပေါ်ဘဲဘယ်လောက်ပေါ်လဲဆိုတော့ကျွန်တော်တို့png 100ပေါ့နော် png 100ဒီလောက်ပဲပေါ်တယ်ပေါ့နော်ဒီမှာpng 100ဒီလောက်ပဲပေါ်တယ်ကျွန်တော်တို့ဒီမှာရွှေ့လို့မရဘူးเนาะရွှေ့လို့မရဘူးအကန့်အသတ်ရှိတယ်ဆိုတော့ဒီမှာ png 100ပဲနေရလဲဆိုတော့ဘယ်နေရာထိပဲပေါ်လဲဆိုတော့ကျွန်တော်ချက်ကြည့်မယ် sorry ဒီထိပဲပေါ်တယ်เนาะ png 100ဒီထိပဲပေါ်တယ်ပေါ့เนาะဒီထိမပေါ်ဘူးเนาะဒီထိမပေါ်ဘူးဒီထိမပေါ်ဘူးဒီထိပဲပေါ်တယ်ပေါ့နော်တွေ့ရနော် png 100ပေါ့နော်ဒီထိပဲပေါ်တယ်ဒီမှာဒီ linear h နဲ့ linear v ကအကန့်အသတ်ရှိတယ်နော်ဒီထိပဲပေါ်တယ်ဒီထိပဲပေါ်တယ် png 100ဒီထိပဲပေါ်တယ်ကျွန်တော်တို့ဒီမှာရွှေ့လို့လည်းမရဘူးနော် okay ဒါတော့ဒီ linear h နဲ့ linear v ပေါ့နော်လိုပြမလဲအလုပ်လုပ်ဖို့ပေါ့နော်သူတို့ကဒီလိုမျိုးလုပ်တယ်ဆိုတာကိုကျွန်တော်တို့သိထားရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီစားဒီလောက်ပဲဗီဒီယိုက4မိနစ်ကြာသွားပြီဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပဲရှင်းရမယ်နောက်ပိုင်းကျွန်တော်တို့ဘယ်တူတွေနောက်ပိုင်းကျွန်တော်score h နဲ့ score v အလုပ်ပုံလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်